Oh, simple thing, where have you gone? စင်ပြေလားကြားရလား ဘယ်ကกินပြီးတော့မှဖက်ပေါင်းလာတယ်အသားကြိုက်တယ်ပေါ့ ရောက်ပါပြီတနာရီဝင်းကျင်တော့ဆောင်းလိုက်ပြီးသွားတော့ရောက်တယ်တကယ်တော့ပုံမှန်တိုင်းဆိုလို့ရှိလို့ရှိရင်လေထိုက်ရုံမြောင်စလုံးကလေအစားတော့စားမယ်ဘိုက်စားလာပြီးစိတ်မရှိဘူးဒါပေမဲ့ဒီမှာကတော့လုံးဝယူစိတ်ရှိနေဝယ် နာမည်ကြီးတုံးဆိုင်ပေါ့နော်။ဟိုရဲ့နာမည်ကြီးတုံးဆိုင်ဆိုတော့ဒါအစားမဖြစ်စားအောင်စားရမယ် ဆိုလို့စိတ်ရှိနေတနာရီကြော်ကြောက်တာဒါပထမဦးဆုံးအစားတော့တယ်ကိုစား ဒီ ဘူး မှာလူရအများကြီး အပြပိုင်းလူရအများကြီးပဲ ဘောချမ်းမှလည်းလူရအများကြီးစောင့်နေရတယ် အခုဘာမှာထားလဲဆိုတော့ဘဲကြီးမှာထားတယ်သူတို့ရဲ့ spring roll လေးမှာထားတယ်ထုံးစံတိုင်းပဲကိုကကြတော့သူတို့ရဲ့ coffee တောက်မယ်သူကကြတော့ဒီချိန်ကနည်းနည်းပင်ပန်းပြီဆိုတော့ဘီယာတောက်မယ် စင်ပြေလားကြားရလား ဘယ်ကกินပြီးတော့မှဖက်ပေါင်းလာတယ်အသား ကြိုက်တယ်ပေါ့ဒီခေါက်ပြန်ရမှာအစားတော့ okay နေရပေါ့ထမင်းမစား2ရက်ရှိပြီနော် ခင်းပဲသားခင်းပါ ဈေးလေးတွေလည်းမစိုးဘူးဟင်းပွဲတွေလည်းစုံနေရတယ်။ဝိုင်ယံကိုရောက်ရင်တော့ဒီဇိုင်းလေးကိုပြည့်မနေလာစားဖို့အကြံပြုချင်ပါတယ်။